ရမယ်တုတ်တယ်ငါးခုခုလေးရရနော်ငါးခုခုလေးရမယ်တုတ်တယ်ရမယ်ကိုမစော့ဖဲလိုက်တုတ်တယ်ရမယ်မတုတ်ထည့်ချင်နော်လည်းကျွန်တော်တမတိုင်ချင်တယ်ပြုတ်ဘူးတုတ်ခောက်ဆွဲတက်မစားမလဲဆုံးတော့တဲ့ညီဒါတွေကကောင်းမှမလားရေးတက်ပြီးတာကြိုလီးတာကောင်းတယ်ဒီမနေ့ကမှလီးတာလေမနေ့ကလည်းဒါဘက်ကဘာနဲ့တက်တာလဲဒီကလေဒါတွေကဒီရနဲ့ခောက်ဆွဲတာလို့ရှိရင်အတုတ်တပွဲညက်လေးတုတ်ပါစိတ်ကြတယ်စိတ်ကြတယ်ဘာဟဲ့နေဘူးလို့ခဏလေးလာဝင်တာပါဟဲ့ညီကအတုတ်ပါနေခဏလေးနားတဲ့ဟာကိုချက်ချင်းတော့အတုတ်လေးစားအချင်းရောက်ထိုင်ဆိုအတုတ်ရောင်းတာလေးပါအတုတ်ရောင်းတာငါသိရလေဒါပေမဲ့ခဏလေးကနားပြရစေအောင်လေချက်ချင်းတော့အန်ဝစီရထိုင်နာလေဒီမှာမှာခဲ့စားတင်နေတာဘယ်လိုမှမထိုင်လို့ဒုက္ခပဲကြီးပြောကြော်ကောဟဲ့ရွက်စားလားနည်းနည်းဟဲ့လည်းနဲ့ဆက်ဆက်တော့ပေါ်နေတာဒီချက်ကအနီဒါချက်တူကြီးချက်ချုံမရှော့ပြီးနော်ချုံမရှော့ပြီးနော်စမဖဲ့ကျင်လည်းဖဲ့ကျင်ပြီးရောအေးငါတို့ကချုံမစားတာမဟုတ်ငါတို့ကမျိုးတူကြီးဒီလိုမျိုးစီနေဖဲ့မလားမစီထက်မယ်သွားနိုင်နေလားဒီခုမှာမထိုင်ညီကိုမစိတ်မစားလို့မထိုင်ဆောင်းလိုက်တာကြီးဈေးရောက်တော့ကြီးပါမကြီးဒါညီဈေးရောက်လာဟုတ်ရလားရုပ်တိပုတ်သားမလားမအောင်လားမလားအော်တိုင်းမှာမတန်းစီနေပဲမှာတည်ရပို့ပါဘူးစားတယ်ညီမလေးဟဲ့တောင်းလာသားတိုင်းလိုက်နေဘာလုပ်တာလဲအမိမဖားလားအမိမဖားလားတောင်းပါယူစားပါဦး